ဘောနောနာနာဘုံနောနာနာကာနောနာနာညာနောနာနာတကူတော်နာနာပါရမီတော်နန္ဒမေတ္တာတော်နန္ဒတော်နှင့်ပြည့်စုံတော်မူသောဘုံတော်ကြီးမှရှင်းသမျှတည်းဘုရားတပည့်တော်သည်ဤနေရာဤဌာနတွင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနတ်တိ၆တိုင်၌ဟောကြားတော်မူခဲ့သည်အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီးနှင့်တကွမေတ္တာတော်မဟာသမယသုတ်တော်ဖြင့်ယောပတ္တရဇပူဇော်ပွားများအားထုတ်၍မြတ်စွာဘုရားရှင်အားဝိသကောရောပူဇော်ခြင်းတည်းဟူသောကုသိုလ်ကောင်းမှုကိုပြုလုပ်လိုပါသည်တပည့်တော်အားယောပပူဇော်ဝယ်ဝေဒနာတော်မူပါယတရားတော်၏ပိုင်ရှင်အစေမှန်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံမှလူသေးသောဖြင့်ဘတ်တော်အပ်ပါသည်တပည့်တော်အားယောပပူဇော်ဝယ်ဝေဒနာတော်မူပါရှင်တပည့်တော်အားယောပပူဇော်ဝယ်ဝေဒနာတော်မူပါရှင်တပည့်တော်အားယောပပူဇော်